လာပညာမို့လာရောင်ကမှိန်ပြပြလေးရှိလို့နေပါတယ်။တိတ်ဆိတ်မှုဟာတဖြည်းဖြည်းပြောက်ကွယ်သွားပြီးရိုက်တန်ခောက်တန်ဟစ်အော်တန်တွေကကျေလောင်စွာပိတ်တင်ချက်လာခဲ့တာပေါ့။တစုံတစ်ဖက်သောလူအုပ်ကြီးကမိတို့တွေကိုင်ဆောင်ထားကြပြီးရှေ့ကနေခွေးပြေးဝက်ပြေးပြေးနေတဲ့လူနှစ်ယောက်ကိုအသေးအတန်လိုက်နေကြတာပေါ့ဟိုဘက်ကိုပြေးသွားပြီးမြန်လိုက်ကြဟောက်လိုက်လံသူတွေနဲ့အပြေအလွှာရှောင်းနေနေသူနှစ်ယောက်ကြားအကွာအဝေးဟာမလန်မကမ်းပါပါတချို့ကကြောက်ခဲတွေနဲ့ပြစ်ခတ်နေကြပြီးတချို့ကလည်းဘဝဟောင်းကရံညိုးတွေရှိသလိုကျိန်ဆဲတန်တွေပေးနေကြပါတယ်သူတို့တွေဟာရေစီးတန်နဲ့မြစ်ကမ်းနားကိုရောက်လာတဲ့အခါမှာတော့အမဲလိုက်ခံရသူနှစ်ဦးဟာလုံးဝလမ်းပိတ်ဆို့သွားသလိုဖြစ်သွားခဲ့ပါတယ်ဟဲ့ဥက္ကနဲ့လွင်ဦးမင်းတို့လိုလန်းမရှိတော့ဘူးကွာဒီမှာကောင်းကောင်းမွန်မွန်အပြစ်ခံယူမလားဒါမှမဟုတ်ဒီနေရာမှာတေကြမလားကွာကြိုက်တယ်လို့ရွေးချယ်စမ်းကွာလူအုပ်ကြီးကိုဥဆောင်လာတဲ့ရွာတကြီးဥပကျူဟာမောပန်းစွာအသက်ရှူပြီးတဲ့နောက်မှာတော့ကန်ဆိုးသူတွေကိုပြုံးစစ်စီလောက်ပြနေပါတယ်ရွာသားတွေနဲ့သူရဲ့တူရီသောသားခိုင်ဆိုးတို့ပါဥက္ကနဲ့သူသားလွင်ဦးတို့ကိုဝိုင်းရံထားလိုက်ကြတာပေါ့ဥပသူကျေးဇူးပြုပြီးတော့ယုံကြည်ပေးပါဗျာကျွန်တော်အဖေကသူများတွေပြောသလိုဖုတ်ကောင်မဟုတ်ရပါဘူးအဖေကအသက်ကြီးနေပါပြီဗျာဘယ်လိုလုပ်ပြီးဒီလိုဖြစ်နိုင်မှာလဲဗျစဉ်းစားရှင်းကြပြီးမှယုံစေခြင်းနဲ့ဗျာတားဖြစ်သူလင်းဦးဟာဒဏ်ရာရနေတဲ့ဖခင်ကိုပွေးဖက်ရင်တရားမျှတမှုအတွက်တောင်းပန်နေပေမဲ့သူတို့စီမှာတနာညတမှုအနေငယ်မှမတွေ့ရတဲ့အပြင်ပိုပြီးရန်လိုနေတဲ့အမူအရာနဲ့နေကပ်လာကြပါတယ်။လင်းဦးနဲ့သူ့ရဲ့အဖေလုံးဝအကူအညီမိတ်နေတဲ့ပုံစံဖြစ်သွားတဲ့အခါမှာတော့ဖခင်ဖြစ်သူဦးဥက္ကဟာဒေါသတကြီးနဲ့အတန်မမပြောလိုက်ပါတယ်။ငါတို့သူတို့ကိုမတောင်းပန်ရပါဘူး။ငါ့ကိုတက်လိုက်ပါ။ဒါမှသာဒီလူတွေရဲ့ငါတို့ဂုံတိတ်ခါကိုနင်းရှိတာတောင်ကောင်းလိမ့်မယ်ခန္ဓာကိုယ်တစ်ခုလုံးမှာမန္တန်တက်တူတွေနဲ့ပြည့်နေတဲ့ဖခင်ဖြစ်သူဦးဥက္ကဟာတားဖြစ်သူရဲ့လက်ကိုဆွဲပြီးအောက်ဘက်ကရေစီးကျန်းတဲ့မြစ်ထဲကိုချက်ချင်းခုန်ချလိုက်ပါတယ်တအောင်မြတ်တာမြင်လိုက်ရပြီးမကြခင်မှာတော့သူတို့နှစ်ဦးစလုံးဟာမှောင်မိုက်တဲ့ရေစီးနဲ့အတူမျိုးပါပြောက်ကွယ်သွားခဲ့ပါတယ်သေတင်တာဗောဟိုအဘဥက္ကနဲ့ကိုလင်ဦးတို့ကဒီရွာမှာရှိဖို့မရှိသင့်ဘူးရွာသားတွေဟာပျော်ရွှင်ဝမ်းမြောက်စွာနဲ့အချင်းချင်းပြောဆိုနေကြပြီးအရာအလုံးပြီးဆုံးသွားပြီလို့ယူဆကရွာထဲကိုပြန်ဝင်သွားခဲ့ကြပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ဦးဥက္ကနဲ့ကိုလင်ဦးတို့ဆုံးပါသွားတာကိုဘယ်သူမှဝမ်းနည်းခြင်းမရှိခဲ့ပါဘူး။သူတို့ရဲ့အယူအဆအရရွာကနေဖောက်ကောင်ကြီးကိုဖယ်ရှားနိုင်ခဲ့တဲ့အတွက်ရွာသားတွေဟာပျော်ပွဲရှိပွဲအကြီးကြီးကျင်းပခဲ့ကြပြီးဦးဥက္ကနဲ့သူ့သားကိုဖယ်ရှားနိုင်ခဲ့တဲ့အတွက်တကယ်ကိုစိတ်သက်သာရသွားကြပါတယ်။နေ့အတော်ကြာအောင်ရွာထဲမှာဖုတ်သေးရကြီးတောင်းကျမ်းနေပေမဲ့ဘယ်သူမှမဖော်ထုတ်နိုင်ခဲ့ကြပါဘူး။နောက်ဆုံးမှာတော့နေဆက်ဒေသကနေရောက်ရှိလာတဲ့ပညာစွမ်းထက်တဲ့အကြားအမြင့်ဆရာဦးကျော်တင်ရဲ့အကူအညီနဲ့ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ဖုတ်သေးရမကောင်းဆိုးဟာရွာရဲ့စီစီယာဦးဥက္ကဖြစ်နေရဲ့လို့ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လို့လေသူတို့ရဲ့ဝမ်းသာပီတိဟာကြာရှည်မခံခဲ့ပါဘူး။တလားကြာပြီးရဲ့နောက်မှာတော့ဒုံတော်ရွာကရွာသားတွေစီကိုအိမ်မက်ဆိုတဖန်ပြန်လည်ရောက်လာခဲ့ပါတယ်။မကောင်းဆိုးဖောက်တရတဲ့ကောင်ဟာပြန်ပေါ်လာပြီးရွာသားတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပြန်လည်တိုက်ခိုက်စားတောက်လာပါတော့တယ်။ရွာသားကြီးဥပဒူဟာရွာလေကွင်းစီကိုအပြေးအလွှာထွက်လာပြီးကြကြလောင်လောင်နဲ့အော်ဟစ်ခဲလိုက်တော့တာပေါ့။ဟိုမှာမကောင်းဆိုးဖုတ်တရတဲ့ကောင်ပဲပြစ်ကြဟေးခွေးမသားသကောပြန်တည်းသူဟာတုံရင်နေတဲ့လက်တွေနဲ့ကောင်းကင်ကိုကြည့်ပြီးချိန်ထားကြတဲ့လက်အောက်ခံရွာသားတွေကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့တနက်တိုင်းကပြစ်ခတ်မရဖြစ်နေပြီးကြီးစံတွေပိတ်ဆို့လို့နေပါတယ်။ဒါကြောင့်သူတို့ဟာမိတို့တွေကိုလက်နက်အဖြစ်အသုံးပြုခဲ့ပြီးလေထဲမှာပြန်နေတဲ့သကောပြန်တရေတွေကိုမောင်းထုတ်နေခဲ့ရတာပေါ့။မကောင်းဆိုးသကောပြန်တရေဟာရွာလူကြီးရဲ့ရှေ့တက်တဲ့ကိုပြန်တန်းလာပြီးမြေပြင်ပေါ်ကိုဖြင်းရင်းစွာဆင်းသက်ပြီးရက်ခဲလိုက်ပါတယ်။ဥက္ကမင်းမဲသူအရင်ကနှိမ်နှင်းခဲ့တဲ့ရွာသားဟောင်းဖြစ်မှန်တေးသေးချာချာမှတ်မိလိုက်တဲ့အခါမှာတော့ရွာလူကြီးဟာတီးတိုးရေရွတ်လိုက်ပါတယ်မိကြောင်မီလီယံတွေနဲ့ရောင်ပြန်ဟက်နေတဲ့မကောင်းဆိုးဝါဖုတ်ကောင်စကောပြန်တည်းဦးဥက္ကရဲ့ညီရဲနေတဲ့မျက်လုံးတွေဟာရွာသားကြီးကိုစူးစိုက်ကြည့်နေပါတယ်သူဟာစကားတခုမှမပြောဘဲလက်သေးရှိသေးတွေနဲ့ဝုန်းကနေဝင်လုံးလိုက်ပြီးရွာလူကြီးကိုနောက်ပြန်လဲကြအောင်ဖမ်းဆုပ်လိုက်ရာမျက်နှာလေးပင်ပခုံးကနေရင်ဘက်အထိပွင့်သွားတဲ့ဒဏ်ရာရှည်ကြီးတွေဖြစ်ပေါ်သွားခဲ့တာပေါ့ကဲကြပါဦးလုံးကြပါအောင်ဗျာတရားတော့ကူကြပါအောင်ဟဲ့ကောင်တွေငါ့ကိုလှုပ်အောင်ရွာလူကြီးဟာနာကျင်စွာအဟစ်ပြီးလဲကျရုံးကန်နေရပေမဲ့သူရဲ့လက်အောက်ငယ်သားတွေဟာ
ကြောင်းလန့်ကြနဲ့သာရက်ကြည့်နေခဲ့ကြပါတယ်။စကောပြန်တည်းကြီးဥဥကဟာရွာလူကြီးရဲ့အသက်ကိုတတ်ဖို့ထပ်မံချင်းကပ်လာချိန်မှာတော့အကြမ်းမြန်စရာဥကျော်တင်ဟာဝင်ရောက်တားဆီးခဲ့လိုက်ပါတယ်။ရဲလိုက်စမ်းမကောင်းဆိုးဝရုပ်ဓမ္မကရုပ်မာတဲ့သူကဘသူလဲကြော်တင်မင်းကရုံညံ့နဲ့ကောင်းပဲစကားရီများမနေနဲ့ဗျာလူလည်းမဟုတ်တရေလည်းမဟုတ်မင်းကိုဒီတိုင်းထားမှထင်မနေနဲ့ကွတွေးကြတာပေါ့ကွာဦးကျော်တင်ဟာမန်နန်ရီကိုပတ်ဖြန်လိုက်တဲ့အခါမှာတော့ဥဥကဟာအလူအလဲနာကျင်စွာနဲ့အော်ဟစ်နေခဲ့ပါတယ်စကောပြန်တည်းကြီးဥဥကဟာနာကျင်စွာအော်ဟစ်လိုက်ပြီးတစ်တော်တွေကိုအမြဲဆုံးပြန်တန်းပြီးထပ်ပြီးပြောက်ကွယ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ရွာလူကြီးဟာအပြင်းအထန်ဒဏ်ရာရရှိခဲ့တာပေါ့နောက်ညရီမှာလည်းစကောပြန်တည်းကြီးဥဥကဟာဆက်လက်တောင်းကျနေခဲ့ပါတယ်အထူးသဖြင့်ဥပုံနေ့တွေမှာဥဥကရဲ့စွမ်းအားဟာအလွန်အမင်းတောင့်တင်းနေပြီးသူဟာဝက်ခွေးနွားကျွဲစတာတွေအပြင်လူအသက်ကိုပါတပ်ဖြတ်နေခဲ့ပါတယ်တိတ်ဆုံးသူတွေဟာအမြဲတမ်းခိုင်ဆိုးနဲ့သူ့ကိုလိုက်လည်နေခဲ့တဲ့သူတွေရဲ့လက်အောက်ငယ်သားတွေဖြစ်နေတတ်ပါတယ်အမှန်တော့ဥဥကဟာရေထဲကိုခုန်ချတုန်းကရခဲ့တဲ့ဒဏ်ရာတွေအဲ့ဒီမတိုင်ခင်ကရိုင်းနှက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့်ပြင်းထန်စွာဒဏ်ရာရခဲ့တာပါသူရဲ့တားဖြစ်သူကိုလင်ဦးကလည်းသူ့ကိုရေကန်နာကနှက်ဆိုင်တဲ့တောတစ်ခုမှာကိုကြီးကဲဆဲပြီးရိုးရှင်းတဲ့ကျဲရီလေးတစ်လုံးဆောက်ကမိုးဆိုးအတက်နဲ့အသက်မွေးဝမ်းကြောင်းပြုရင်အဖေကိုပြုစုဆော့ရှောက်ခဲ့ပါတယ်လွင်ဦးဟာတီးပင်စားပင်တွေကိုစိုက်ပျိုးပြီးသူ့ဘဝနဲ့သူပျော်ရွှင်နေပါတယ်သူကပတ်သက်ကြွကြမှုမရှိသူမို့ဘာကိုမှမစွဲလမ်းပါဘူးဒါပေမဲ့သူ့ရဲ့ဖခင်တွေကတော့လုံးဝကွာခြားနေပါတယ်အဖေရဲ့ကျေးဇူးပြုပြီးဘသူကမှထပ်ပြီးမတိုက်ခိုက်ပါနဲ့တော့ဗျာကျွန်တော်တို့ဒီလိုနေရတာကောင်းပါတယ်တိတ်ကိုအေးချမ်းလာပါပြီဖေရဲ့ဒါဥက္ကဒါအတွက်ဖေဖေဓာရီလုံးနေရတာပါဖေဖေမသိခင်မှာအားတို့ရဲ့ပစ္စည်းတွေကိုပြန်ရအောင်ဖေဖေလုပ်ပေးပါဥဥကတားဖြစ်သူခက်ခဲကြမ်းတမ်းတဲ့ဘဝရောက်နေရကိုမြင်တွေ့ရတဲ့အတွက်တနာနေမိပါတယ်တကယ်ဆိုတားဖြစ်သူဟာသူ့ရဲ့တသက်လုံးဆွဆောင်လာတဲ့ပစ္စည်းဥစ္စာတွေနဲ့ပျော်ရွှင်စွာနေတဲ့နာပါဒါပေမဲ့အခုတော့ရွာတကြီးနဲ့သူ့အဖွဲ့ဟာသူ့ကိုမကောင်းဆိုးဝါးဖောက်တရဲလို့ဆွဆွဲပြီးပစ္စည်းတွေကိုလိုချင်ခဲ့ကြတာပါရွာလူကြီးဥဥကဟာပိုင်ဆိုင်မှုနဲ့မြေယာတွေကိုလိုချင်ပြီးဦးကျော်တင်ကတော့သူပိုင်ဆိုင်တဲ့အရာဆောင်တွေနဲ့မန်နန်ကျန်းစာတွေကိုလိုချင်ခဲ့တာဖြစ်ပါတယ်သူတို့နှစ်ဦးဟာဥဥကကိုမကောင်းဆိုးဝါးဝင်နေတဲ့ဖောက်တရဲလို့ဆွဆွဲဖို့ပူပေါင်းကြံစည်ခဲ့ကြတာပါအရင်ကရွာထဲမှာတောင်းကျန်ခဲ့တဲ့စကောပြန်တရဲအစ်စ်ဟာဥဥကမဟုတ်ပါဘူးဥဥကဟာလိုက်လည်နှိမ်နှင်းခံရပြီးထွက်ပြေးလာတဲ့အခါမှသာစကောပြန်တရဲဖြစ်လာခဲ့ရပါသူဟာသူ့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဆရာသမားရဲ့စီကံကိုချိုးဖောက်ခဲ့ရပါတယ်သူသာဒီလောကကြီးမှာမရှိတော့ရင်သူ့ရဲ့တူကြီးသောသားဟာဒုက္ခရောက်မှာကိုစိုးရိမ်ခဲ့တာပါဒါပေမဲ့အဖေရဲ့ဒီလိုသကောပြန်တည်းရဲ့အဖြစ်နဲ့ခံစားနေရရင်ကျွန်တော်ဘာကူမှမလုပ်ချင်ပါဘူးဗျာကျွန်တော်ဘဝအတွက်ကဒီလောက်နဲ့တင်ပြည့်စုံနေပါပြီဥဥကလည်းသူဒီလိုဖြစ်မလာရင်ဒီလောက်ဆိုတည်နေလောက်ပြီလို့ပြန်ဖြေလိုက်ပါတယ်မကောင်းဆိုးဝါသကောပြန်တည်းရဲ့ဖြစ်လာတဲ့အတွက်သူ့ရဲ့ဒဏ်ရာတွေတက်တာလာပြီးအားအင်တွေလည်းပြန်ပြည့်လာခဲ့ပါတယ်လူတစ်ဝက်တရေတစ်ဝက်ဘဝနဲ့နေထိုင်ရပေမဲ့တားဖြစ်သူသားပျော်ရွှင်နိုင်မယ်ဆိုရင်တန်တယ်လို့သူယူဆခဲ့တာပေါ့ဒါပေမဲ့အခုတော့ဦးကျော်တင်နဲ့ခိုင်ဆိုးတို့ဟာသူတို့ပုံခုနေတဲ့နေရာကိုသိရှိသွားခဲ့ပြီဆိုတာကိုတော့သူတို့မသိခဲ့ကြပါဘူးညနေတဲ့အခါမကောင်းဆိုးဝါသကောပြန်တည်းရဲ့ဥဥကဟာအရင်ကလိုပဲရွာထဲကိုခြောက်လန့်ဖို့ဝင်ရောက်သွားခဲ့ပါတယ်ဒါပေမဲ့ပုံမှန်လိုမဟုတ်ပဲတိတ်ဆိတ်နေရကိုတွေးလိုက်ရတာပေါ့အရင်ကလိုမျိုးရွာသားတွေမိတို့ကင်ပြီးစောင့်ကြည့်နေရမျိုးမရှိတော့ပါဘူးရွာကကွယ်ထားတဲ့မန်တန်အကားရံတွေဟာလည်းပုံမှန်မဟုတ်ပဲအပြောလွတ်နေပါတယ်ရွာသားတွေထွက်ပြေးသွားကြတာလည်းဖြစ်နိုင်ပါတယ်လို့ဥဥကတွေးနေခဲ့မိတာပေါ့ဒါကြောင့်သကောပြန်တည်းကြီးဥဥကဟာတတိရှိရှိဝင်ရောက်ပြီးကြံခဲ့တဲ့ကျွေးနာတွေရဲ့အသားကိုစားတောက်လိုက်ပါတော့တယ်တယောက်တည်းဆိုတော့စိတ်တိုင်ကြကိုအားရပါရစားတောက်လို့နေခဲ့တာပါတစ်ဖက်မှာတော့လွင်ဦးဟာနောက်ထပ်သကောပြန်တည်းရဲ့တကောင်နဲ့ရင်ဆိုင်နေရပါတယ်အဲ့ဒါကတော့ခိုင်ဆိုးဖြစ်ပြီးရွာလူကြီးရဲ့သားပါပဲလွင်ဦးမင်းဒီမှာဘုံအောင်နေတာကိုကွာဒီနေ့တော့မင်းအဖေရှိမှာပဲမင်းကတက်ပြမယ်ခိုင်ဆိုးဟာဦးကျော်တင်ရဲ့တပည့်ဖြစ်ပြီးအဆောင်အရာပညာတွေကိုလေ့လာသင်ယူခဲ့တာပါသူရဲ့အဖေဖြစ်သူရွာတကြီးကိုဩဇာအာဏာပိုကြီးလာအောင်ကူညီဖို့အတွက်ပါဒါပေမဲ့ရွာကိုပြန်ရောက်လာတဲ့အခါမှာတော့
ခိုင်ဆိုးဟာဆရာသမားရဲ့စီကံကိုချိုးဖောက်ပြီးမကောင်းဆိုးဝါးစကောပြန်တရေကြီးဖြစ်လာခဲ့ရပါတယ်။ရွာသားတွေနဲ့တရိษံမျိုးစားတောက်နေတဲ့စကောပြန်တရေအစ်စ်ဟာခိုင်ဆိုးဖြစ်မဲ့ရွာလူကြီးသိပေမဲ့ကို့သားဖြစ်နေလို့လင့်လျူရှုခဲ့တာပါ။ဦးဥက္ကာကတော့ခိုင်ဆိုးဟာမကောင်းဆိုးဝါးစကောပြန်တရေချစ်နေရကိုသူ့အရင်ချက်ခိုးစားတဲ့ညမှာဖော်ထုတ်မိသွားခဲ့ပါတယ်။အဖမ်းခံရပြီးရဲ့နောက်မှာတော့ခိုင်ဆိုးဟာအဖေကိုတိုင်ကြားခဲ့ရာရွာလူကြီးကပြစ်စီဥစ္စာလူချင်းစိတ်ကြောင့်ဦးကျော်တင်ကိုခေါ်ပြီးဦးဥက္ကာကိုစကောပြန်တရေလို့ဆွဆွဲဖို့ကြံစီခဲ့တာဖြစ်ပါတယ်။အခုတော့ခိုင်ဆိုးဟာရုပ်ဆိုအကြီးတန်းနဲ့စကောပြန်တရေကြီးအဖြစ်ပြောင်းလဲသွားပြီးလွင်ဦးကိုတိုက်ခိုက်ဖို့ပြန်တန်းလာခဲ့ပါတယ်။ဒါပေမဲ့လွင်ဦးဟာဖခင်ပေးထားတဲ့မန္တန်တုံးနဲ့တုံ့ပြန်ကာကွယ်လိုက်ပါတယ်။လွင်ဦးဟာသူ့ဖခင်စီကပညာရပ်ကိုဆက်ခံခဲ့ပြီးခိုင်ဆိုးထက်အစပေါင်းများစွာပိုတိုးနေပါတယ်။ဒါကြောင့်ခိုင်ဆိုးကလွင်ဦးကိုမုန်းနေတာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့ဦးကျော်တင်ပါလာတဲ့အတွက်နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်နေကြပါတယ်။အောက်လန်ဆရာကြီးဦးကျော်တင်နဲ့စကောပြန်တရေကြီးခိုင်ဆိုးတို့နှစ်ယောက်ပေါင်းပြီးလွင်ဦးကိုဝိုင်းရန်တိုက်ခိုက်နေတဲ့အချိန်ရွာထဲကနေစကောပြန်တရေကြီးဦးဥက္ကာဟာရွာလူကြီးရဲ့လက်အောက်ငယ်သားတွေရဲ့ပိုက်ကွန်နဲ့အမိဖန်ကန်ခဲ့ရပေမဲ့သူဟာရုန်းကန်တိုက်ခိုက်ပြီးဒဏ်ရာတွေနဲ့လွတ်မြောက်လာခဲ့ပါတယ်။ရွာလူကြီးရဲ့လူတွေဟာသူ့နောက်ကနေအဆက်မပြတ်လိုက်လာခဲ့ကြပါတယ်။ သူထွက်ပြေးသွားပြီဒဏ်ရာတွေနဲ့ဆိုတော့ဝေးမသွားနိုင်ဘူးမြန်လိုက်ကြဟဲ့ ဦးဥက္ကာဟာသူ့သားအန်ဒီရဲ့ကြားရောက်နေဟောမြင်တဲ့အခါဒဏ်ရာပြင်းထန်နေတဲ့ခန္ဓာကိုယ်နဲ့ပဲစကောပြန်တရေကြီးခိုင်ဆိုးကိုဆွဲထုတ်ကာတအူချင်းတိုက်ခိုက်လိုက်ပါတယ်။လွင်ဦးကတော့အောက်လန်ဆရာကြီးဦးကျော်တင်ကိုရင်ဆိုင်ခဲ့လိုက်ရတာပေါ့။ ခိုင်တို့မင်းနဲ့မင်းဘေကတိတ်ယုံပါတယ်ငါသားကိုထပ်ပြီးဒုက္ခပေးနေတာလားမင်းတို့ပြီးသားဆိုတခုလုံးကိုတတ်ပြစ်မယ်ကွာမင်းတို့မနေသင့်ဘူးလာခဲ့စမ်းကွာ စကောပြန်တရေကြီးနဲ့လူသားတို့ကြားကတိုက်ပွဲဟာအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လွင်ဦးဟာဦးကျော်တင်ကိုလဲကျအောင်လှုပ်လိုက်ခဲ့ပြီးသူ့ဖခင်ပေးထားတဲ့မန်နန်တုံးနဲ့ဦးကျော်တင်ရဲ့နှလုံးသားကိုဖောက်ခွဲလိုက်ရာနေရာမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။ဒီအချိန်ကိုအခွင့်ကောင်းယူပြီးစကောပြန်တရေကြီးဖြစ်တဲ့ဦးဥက္ကာဟာခိုင်ဆိုးရဲ့လေရင်းကိုကိုက်ဖြတ်လိုက်ရမှာတော့သွေးတွေပန်းထွက်ကုန်ပြီးခိုင်ဆိုးရဲ့ခန္ဓာကိုယ်ဟာမြေပြင်ပေါ်လဲကျကအသက်ချုပ်ငြိမ်းသွားခဲ့ရပါတော့တယ်။စကောပြန်တရေကြီးဦးဥက္ကာဟာအာအီရောနေနေပြီးတားဖြစ်သူရဲ့ဘေးနားမှာထိုင်ချလိုက်ပါတယ်။ ဘေမင်းကိုဒီလောက်ပဲကာဝယ်ပေးနိုင်တော့မယ်ကွာနောက်ဆိုကိုဂရုစိုက်ပါတော့အဖေမင်းကိုစိတ်ရှမယ်နော် အဖေဒီလိုမပြောပါနဲ့ဗျာအဖေကျွန်တော်နဲ့အတူတူအကြာကြီးနေရအောင်ပါဗျာကျွန်တော်ကိုတယောက်တည်းတော့မထားခဲ့ရဘူးနော် လွင်ဦးငါသားအခုဆိုရင်ဝေကျွေးတွေကဥပထိုးကိုပြန်လေကလေးသားရှိနိုင်ခဲ့ပြီစကောပြန်တရဲ့အစ်စ်ဖြစ်တဲ့ခိုင်ဆိုးကလည်းကြော်တင်ဆိုတဲ့ကောင်းတဲ့အတူတူသိပြီကွာငါသားကိုဘယ်တော့မှဒုက္ခမပေးနိုင်တော့ပါဘူးကွာငါတို့ရွာကိုပြန်တော့အဆောင်အယောင်တွေကျန်းစာတွေအားလုံးကိုဦးကျော်တင်ကသူ့အိမ်မှာသိမ်းထားတယ်တွားယူလိုက်ပါပြီးတော့ကောင်းမှုကုသိုလ်နဲ့ဘိုးဝေးပြပင်ရဲ့အမွေအနှစ်တွေကိုစောင့်ရှောက်ပါသား ဦးဥက္ကာဟာသူ့ရဲ့တူတီသောသားကိုနှုတ်ဆက်စကားဆိုပြီးတဲ့နောက်မှာတော့လွင်ဦးရဲ့ရင်ခွင်ထဲမှာပဲအသက်ထွက်သွားခဲ့ရပါတော့တယ်။လွင်ဦးဟာဖခင်ဦးဥက္ကာခိုင်ဆိုးနဲ့ဦးကျော်တင်တို့ရဲ့ရုပ်အလောင်းတွေကိုမြုပ်နှံပြီးရွာထဲကိုပြန်ဝင်လာခဲ့ပါတယ်။သူဟာကြံရှိနေတဲ့ရွာသားတွေကိုအဖြစ်အပျက်တွေအားလုံးပြောပြပြီးမကောင်းဆိုးဝါးစကောပြန်တရေတွေနောက်ထပ်တောင်းကျမ်းတော့မှမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။ပထမတော့ဘယ်သူမှမယုံကြပေမဲ့နောက်ပိုင်းမှာတော့လွင်ဦးပြောသလိုပဲတကယ်ဖြစ်လာတဲ့အခါလွင်ဦးကိုချီးမြှောက်ပြီးရွာလူကြီးအဖြစ်ခံအပ်လိုက်ကြပါတယ်။အဲ့ဒီချိန်မှာတော့ဥပဂျူဟာခြေထောက်မတန်မဆွမ်းသူဖြစ်သွားပြီးဘုံကြီးเจ้าမှာပဲအစာကိုတောင်းရန်စားတောက်နေခဲ့ရပါပြီ။အဲ့ဒီနေ့ကနေစပြီးထုံတော်ရွာဟာငြိမ်းချမ်းပျော်ရွှင်သောရွာတစ်ရွာအဖြစ်ဆက်လက်တည်ရှိခဲ့ကြပါတော့တယ်။ဒီနေ့ရဲ့ဇက်လန်လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇက်လန်တွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်သွားပေးခဲ့ကြပါအောင်လို့မေတ္တာရက်ခံလိုက်ပါရရှင်။